Hello ဒီနေ့မှာတော့မိုးအေးအေးလေးနဲ့မို့ထားရတာစစ်စစ်ပင်လယ်စာတောင်ရဟင်းရည်လေးချက်စားဖြစ်ပါတယ်။အရင်ဆုံးပဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါတယ်။ရှောက်ရွက်လေးတွေကိုရိုးတံဖယ်ရပါမယ်။ပြီးရင်တော့နန်းနန်းပင်စပလင်ပရဲကောနဲ့ငရုတ်တီးကိုလည်းလှိဖြတ်ပေးထားရပါမယ်။ခဲရည်ဒီကိုတော့အတုံးလေးတွေဖြစ်အောင်လှိပေးထားပါတယ်။နောက်ဆုံးမှုကိုလည်းရေစစ်ပြီးပြင်ဆင်ထားပေးပါတယ်။ရေစူအောင်အရင်တည်ပြီးခုနကလှိဖြတ်ထားတာလေးတွေကိုတစ်ခုချင်းထည့်ပေးပါမယ်။ရှောက်ရက်ကိုတော့အနှဲငယ်တာအရင်ထည့်ပေးပါမယ်။ပြီးရင်တော့ထိုင်းငရုတ်ဒီအနှစ်ထည့်ပြီးစားနဲ့အရသာမုံလေးလိုတလို့ထည့်ပေးပါ။နောက်ဆုံးမှခရမ်းကျင်တီနဲ့မှုထည့်ပေးပါမယ်။အသီးနှံလေးတွေတစ်ခါပွဲရပြီဆိုရင်တော့ကိုကြိုက်နဲ့တက်ရာအသားနဲ့ပင်လယ်စာတွေကိုထည့်ပြီးချက်ပြုတ်ပေးနိုင်ပါတယ်။ဒီနေ့ကတော့ချက်သားရဲ့ပဇွန်ကင်းမွန်တို့ထည့်ပြီးချက်ပြုတ်ထားပါတယ်ရှင်။သားနဲ့ပင်လယ်စာတွေချက်သွားပြီဆိုရင်နိုးစိမ်းလေးဘူးတဝက်ထည့်ပေးရပါမယ်။ပြီးရင်တော့ခုနကကြံနေတဲ့ရှောက်ရွက်နဲ့တမြာကြီးထည့်ပေးပါ။စားနဲ့အရသာမုံကိုလည်းလိုတလိုချိန်စားပြီးထည့်ပေးပါမယ်။နောက်ဆုံးမှာနန်းနန်းမင်းလေးခတ်ပြီးရင်တော့အနက်မွေမွေချင်းချင်းဆက်ဆက်ပင်လယ်စာတုံရဟင်းရည်လေးအစင်းနှင်းဖြစ်ပါပြီရှင်။ပဝင်ပစ္စည်းလေးတွေများပြင်မဲ့ချက်ရတာအရင်မခက်တာမို့ဒီနေ့လိုမိုးအေးအေးနေလေးမှာပူပူဆက်ဆက်လေးဆက်စားကြည့်ကြပါနော်။